အားလုံးပဲမင်္ဂလာပါ Saturday Insight ကနေပြီးကြိုဆိုပါရစေဒီကနေ့မှာတော့ညတကောင်ရန်လုံအောင်မှောင်မင်းနေတဲ့နေ့ချင်းမှာဒီရော့မြို့ပေါ်မှာရှိတဲ့ manhole လို့ခေါ်တဲ့ရေစုံမျိုးတွေစွန့်ထုတ်ရအပေါက်ကလေးကနေလူတွေဝင်ထွက်သွားလာနေတာကိုထူးဆန်းဖွယ်ရတွေ့ရှိခဲ့ရပါတယ်ရိုက်ကူးထားတဲ့ဗီဒီယိုထဲမှာတော့မတူညီတဲ့အဖွဲတွေကဓမီတွေရေထဲမှာလမ်းလျှောက်လို့ရတဲ့ဖက်နှက်တွေကိုဝစ်ဆင်ပြီးအခြားသုံးဆောင်ပစ္စည်းများကိုကင်တွဲကမြေအောက်သို့ဆင်းသက်သွားပြီးတော့နိုင်ပေါင်းများများစွာကြောင့်ပျောက်ကွယ်သွားပြီးတဲ့နောက်ပြန်လည်ထွက်ပေါ်လာတာကိုမြင်တွေ့ရပါတယ်ပြည်သူလူထုရဲ့လုံခြုံစစ်ချရေးအတွက်ချင်းချောင်းမှုတစုံတရာမရှိအောင်ရဲတပ်ဖွဲ့ကပြောကြားထားပေမဲ့လည်းဒီအောက်တွင်းသို့ဝင်ရောက်သွားလာနေသည့်ဤလိုအဆန်းကျဲတဲ့ဖြစ်ရကိစ္စများကိုမြို့တစ်မြို့လုံးအတိုင်းအတာအပြင်စုံစမ်းစစ်ဆေးမှုများပေါ်ပေါက်လာခဲ့ပါတယ်။ဗီဒီယိုထဲမှာမြင်တွေ့ရတဲ့အဆိုပါလူများဟာရေစိုးမြောင်းထဲမှာနေထိုင်တဲ့သူတွေလားဒါမှမဟုတ်ရတနာရှာဖွေတဲ့သူတွေလားဒါမှမဟုတ်တခြားတစ်ခုလားဆိုပြီးတော့စုံစမ်းစစ်ဆေးရေးတွေကလက်ရှိမှာတစ်မြို့လုံးနဲ့အနှံ့လိုက်လံရှာဖွေစစ်ဆေးနေကြဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။